thyroid hormone အားနည်းလို့ levothyroxine တောက်နေရတဲ့သူတွေရှိလားဒီနေ့မှာတော့ levothyroxine ရဲ့ဘေးထွက်ဆိုးကျိုးလေးတွေကိုပြောပြပေးခြင်းပါတယ်ပထမဆုံးအနေနဲ့ဆေးတောက်ခါစားဒါမှမဟုတ်ဒီဆေးကလိုရာထက်ပိုပြီးတော့ပမာဏအနည်းငယ်များသွားတယ်ဆိုလို့ရှိရင်ရင်တုံတာတို့ရင်တက်လက်ခစ်တာမျိုးတွေတော့ကြုံရတတ်ပါတယ်နောက်ပြီးတော့ပုံမှန်ချက်ပို့ပြီးတော့ချွေးစေးတွေထက်ကြအေးရခက်ကြကိုအလေးချိန်တိတိကျကျကျသွားတာမျိုးတွေလည်းဖြစ်တတ်ပါတယ်ဒါကကြတော့ခန္ဓာကိုယ်ရဲ့ဒီမတာဘိုလဆင်လို့ခေါ်တဲ့ဇီမွာကမ္မတိစင်ကအနည်းငယ်ပြောင်းလဲသွားလို့ဖြစ်ပါတယ်ဒါအပြင်တချို့သူတွေမှာစိတ်ကနာမငြိမ်ဖြစ်တာစိုးရင်ပူပန်တာပြီးရင်အလက်တုံတာပြီးရင်ကြွက်သားတွေအားနည်းတာမျိုးတွေလည်းဖြစ်တတ်ပါတယ်နောက်ပြီးတော့ဒီဝင်ပြတ်တာမျိုးဘိုင်အောက်တာမျိုးလည်းဖြစ်တတ်တယ်ပြီးတော့အမျိုးသမီးတွေမှာဆိုရင်ရာသီသွေးပုံမှန်မဟုတ်တာမျိုးတွေလည်းဖြစ်တတ်ပါတယ်အထူးသတိထားရမှာကြတော့ဒီလက္ခဏာအများစုကဆေးပမာဏကိုအနည်းငယ်ပြန်ပြီးတော့ညှိလိုက်လို့ရှိရင်တက်တာသွားနိုင်ပါတယ်။အဲဒါကြောင့်မို့လို့မိမိသဘောနဲ့မိဆေးကိုရုတ်တရက်ရက်လိုက်တာမျိုးဖြတ်လိုက်တာမျိုးလုံးဝမလုပ်ဘဲနဲ့မိမိပြတ်တာနေကြဆေးရဝင်နဲ့တေချာတိုက်ခင်ပြီးတော့မှဆေးပမာဏကိုအတိုးချောပြုလုပ်တင်ပါတယ်။ဆေးကိုဆရာဝန်ညွှန်ကြားထားတဲ့အတိုင်းမနှက်စာမစားခင်မှာရေမများနဲ့တောက်ပေးရပါမယ်နော်။အားလုံးပဲကြံပါကြပါလိမ့်ရှင်။